Hello မင်္ဂလာပါအခု Opay host family ရှာဖို့အတွက်ပေါ့နော်ကျမတို့ကဘယ်လိုရှာခဲ့လဲဆိုတဲ့ဟာဒီကိုလာပြီး share ချင်တယ်ပေါ့နော်share ချင်တယ်ဆိုတော့အခုပြောနေတဲ့ Opay ကဒီGermany နိုင်ငံရဲ့ Opay ကိုပြောနေတာပါကျန်တဲ့တခြားနိုင်ငံတွေကတော့ကျွန်တော်ကိုယ်တိုင်လည်းမ try ဘူးပေါ့နော်ဆိုတော့ကျွန်တော်မသိဘူးပေါ့နော်ဒါပေမဲ့ဒီ Germany Opay ကတော့လက်တလောကပဲပြီးခဲ့တဲ့နှစ်ပတ်သုံးပတ်ကပဲလောလောလတ်လတ်ရောက်လာတာလည်းပါတယ်ပြီးတော့အခုဒီပေါ့နော် family ကကိုပေါ်ကောင်းနေတဲ့အတွက်ကြောင့်မလို့လဲဒါပြန်ပြီးတော့မျှပေးရပါတော့လာပြီး sharing လုပ်ပေးရပါဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်နာမည်ကနန်အေမီဆန်ပါတချို့က Alex လို့သိကြမယ်ဒီနောက်ပိုင်းတော့ Amy လို့အများစုကသိကြပါလိမ့်မယ်ဆိုတော့နောက်ပြီးတော့ပေါ့နော်ကျွန်တော်အတန်ကိုနည်းနည်းလေးတိုးလေး short ပြောထားတယ်ပေါ့နော်ကြားရလာတော့မသိဘူးတကယ်လို့မကြားရဘူးဆိုရင်ပြောပြပါနေ့ခင်အချိန်အားတဲ့ချိန်တခါထပ်ပြီးတော့မှပေါ့နော်like ထပ်လွှင့်ဖို့လိုရင်လည်းနည်းနည်းပြန်ကြည့်ပေးမယ်လေနော်အခုကကလေးလေးကအိမ်နေတယ်ဆိုတော့အတန်ကိုနည်းနည်းလေး short ထားတယ်ပေါ့နော်ဆိုတော့အခုပြောမယ့်ဒီ host family ရှာတဲ့ကိစ္စပေါ့နော် host family ရှာတဲ့ကိစ္စမှာကျွန်တော်အမြင်ပါလေဒီ Opay နဲ့လာချင်တဲ့မောင်လေးတွေညီမလေးတွေအတွက်ဆိုရင် host family ရှာတာကအရေးကြီးဆုံးလို့ထင်တယ်ယူဆတယ် okay ကြားရတယ်ဆိုတော့ great ဆိုတော့ပြီးတော့ internet ကလည်းနည်းနည်းလေးdown နေပေါ့နော် down နေဆိုတကယ်လို့လွတ်သွားတာရှိရင်လည်း comment မှာတစ်ချက်မှတ်ပေးပါလို့ဆိုတော့sorry ဘယ်ရောက်တော့လဲဆိုအောင်နောက်ကလည်းပဲခဏမိတတ်တယ်host family ရှာတဲ့ကိစ္စအဲ့တော့ဒီ host family ရှာတာကဒီ Opay journey ရဲ့ 80% လောက်ကိုအရေးကြီးရပေါ့နော်အရေးကြီးရဆိုတော့ပထမဆုံးခြေလမ်းဆိုရင်ကျွန်တော်တို့ကလည်း host family ကိုအရင်ရှာတာပဲပေါ့နော်အဲ့ဒါတွေနောက်မှနောက်ထပ်ဟာတွေကလာမယ်ပေါ့ဆိုတော့ Opay ဆိုတာပါလဲဆိုတာတချို့များတော့အဖြစ်ကတော့သိကြပါလိမ့်မယ်မသိသေးတဲ့သူတွေအတွက်ဆိုရင်လည်းသိချင်တယ်ဆိုရင်ပေါ့နော်တစ်ချက်မှန်ခဲ့ပြီပါဆိုတော့ဒီ Opay ပေါ့နော်အခု Opay host family ရှာတဲ့ကိစ္စပေါ့နော်ရှာတဲ့ကိစ္စမှာ80%လောက်အရေးကြီးတာလည်းပါတယ်ပြီးတော့ပထမဆုံး step ပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့host family ရှာတဲ့ဟာလေးကိုအရင်ဆုံးပြောမယ်ပေါ့နော်ပြောမယ်ဆိုတော့ကျွန်တော်တို့ကဒီ opay.com ကနေကျွန်တော်ရှာခဲ့တယ်ပေါ့နော်ဒီဇင်ဘာလောက်ကနေကျွန်တော်စရှာတယ်ဒီဇင်ဘာလအစလောက်ကကျွန်တော်စရှာတယ်ပေါ့နော်စရှာပြီးတော့မကြဘူးချက်ချင်းကိုလေညတွင်ချင်းကို matching ရတယ်ပေါ့နော် matching ဆိုတာကကိုနဲ့ကိုက်မဲ့ family ပေါ့နော်ကိုစာပို့လာတယ်ပေါ့ဒီလိုစကားပြောကြမယ် WhatsApp ကနေ Zoom ကနေတွေ့ကြအဲ့လိုပေါ့နော်နောက်ပြီးနောက်တစ်ခုက Facebook ကလည်းတော်တော်လေးအသုံးဝင်တယ် Facebook မှာလည်းကျွန်တော် family 4-5ခုလောက်နဲ့ကျွန်တော်matching ရတယ်ပေါ့နော်ဆိုတော့သုံးမယ်ဆိုရင်တော့opay.com ကအရင်ကိုအဆင်ပြေပါတယ်ပတ်စံမပေးချင်ဘူးဆိုရင်လည်း free သုံးလို့ရတယ်လို့ကိုက premium member ဝင်ပြီးတော့မှသုံးမယ်ဆိုရင်လည်းကောင်းတယ်ပေါ့နော်ကျွန်တော်တို့ကတော့ premium member နဲ့ရခဲ့တာမဟုတ်ဘူးပေါ့နော်မဟုတ်ပဲနဲ့ဒီတိုင်းfree membership အဆင့်မှာတင်ကျွန်တော် matching အများကြီးရခဲ့တယ်ပေါ့နော် matching အများကြီးရခဲ့တယ်ဆိုတော့အရင်ကလုပ်ဖို့ကိုင်ဖက်ဟောင်း okay Abby hey Abby sup ဆိုတော့
ဆိုတော့ပေါ့နော်ဒီ matching ရတဲ့ကိစ္စမှာကျွန်တော်ကpremium member မှာဝင်မယ်နဲ့ free membership အနေနဲ့လည်းကျွန်တော်မှာ matching အများရခဲ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော် family ခုလောက်နဲ့ကျွန်တော် interview လုပ်တယ်လုပ်ပြီးတော့မှတကယ်နောက်ဆုံးကျွန်တော်ရွေးလိုက်တဲ့ family ကကြတော့ Facebook မှာအမတယောက်ပေါ့နော်အမတယောက်ကတင်ပေးထားတယ်သူအပဲပေါ့နော်လှုပ်ချင်နေဆိုရင်လှုပ်ချင်နေဆိုရင်သူ့ကိုပေါ့နော်ဆက်တွဲပေးပါဆိုတော့ကျွန်တော်ကပြောလိုက်တော့သူ့ရဲ့ host family ကိုကျွန်တော်လက်လွဲလိုက်တာပေါ့နော်အဲ့အခုရောက်နေတဲ့ host family ကအဲ့ host family ပေါ့နော်အဲ့တော့ကန်ကောင်းထောင်မဆန်နေပဲအဲ့ host family နဲ့ကျွန်တော်တော်တော်လေးအဆင်ပြေနေတယ်ပေါ့နော်ခုထိပေါ့good to hear Abby take care keep safe ဆိုတော့ပေါ့နော်အခုပြန် share နေတယ်ဆိုတာကလည်းပေါ့နော်ဘယ်လိုပြောမလဲဆိုတော့အရာအလုံးကကောင်းနေလို့ share နေတာမဟုတ်ပေါ့နော်ပြောလို့ပဲဒါကအပြင်းပြေစကားဝိုင်းကျွန်တော်လည်းကြောင်းမတက်တေးခင်မှာချိန်တစ်ခုရလို့ပေါ့နော်ချိန်တစ်ခုရလို့ဒီလိုမျိုးလက်ဖက်ရည်ဆိုင်မှာနေနေငါနဲ့ပြောလို့မျိုးပဲလာပြီးတော့ share ပေးရပါတော့ဆိုတော့အဲ့ကန်ကောင်းစာနဲ့ပဲပေါ့နော်အဲ့ family နဲ့တွေ့သွားတော့သူတို့ကကျွန်တော်ပေါ်တော်တော်လေးကိုလေကောင်းကြတယ်ဆိုအခုတက်တည်းပေါ့နော်ရောက်လာတဲ့ခရီးလမ်းတစ်လျှောက်မှာကျွန်တော်အကြိုက်ဆုံးကတော့တရားကိုတရားစကားပြောတာပေါ့နော်သူတို့ဘက်ကလည်းဘာလို့ချင်တယ်ဘယ်လိုမျိုးကိစ္စရှိရဆိုဆက်ထွေတယ်ပြောတယ်ပေါ့နော်ကိုကလည်းကိုဘက်ကရှိတဲ့ခက်ခဲတွေကိုပြန်ပြောပြတယ်ပေါ့ဆိုတော့တရားနဲ့တရား communicate connected ဖြစ်နေတာကိုကျွန်တော်တော်တော်လေးသဘောကျတယ်နောက်တစ်ခါကျတော့ respect ရှိရပေါ့နော်သူတို့လည်းကိုနေထားတစ်ခုနဲ့ respect ထားလို့ကိုကလည်းသူတို့ကို respect ထားတဲ့အတွက်ဒီဆက်ဆံရေးကိုကျွန်တော်အရင်သဘောကျရပေါ့နော်ဆိုတော့ anyway အဓိကဒီနေ့ပြောချင်တာက host family ဘယ်လိုရှာမလဲပေါ့နော်ဘယ်လိုရှာမလဲဆိုတော့အခုဒီ obe.com ဆိုတဲ့ဟာလေးကိုကျွန်တော်ကပြချင်တာပေါ့နော်ပြချင်တော့ကျွန်တော်ကလေFacebook ရဲ့ sharing screen share ကိုကျွန်တော်မလုပ်တတ်တော့ဒီကနေပဲကျွန်တော် share လိုက်မယ်ပေါ့နော်နောက်ရနောက်ထပ် screen တစ်ခုကနေပဲကျွန်တော်နည်းနည်းလေးတော့ဒီကန်ကြည့်ပေးပါနော်ဒီမှာပေါ့ obe.com ဆိုတဲ့ဟာမှာသူကအဲ့လိုမျိုးကိုနဲ့ matching ဖြစ်တာတွေအများကြီးတက်လာတယ်ပေါ့နော်တက်လာတော့အဲ့ဒီကနေကိုအဆင်ပြေတဲ့လူစီကိုစာပို့ပေးလိုက်ပေါ့နော်စာပို့ပေးပြီးမှနင်တို့စီမှာobe လောက်ချင်ပါတယ်ဘလို့ပေါ့စာလေး5ချောင်းလောက်ကိုအလုပ် short လို့မျိုးပဲအဲ့လိုမျိုးလေး short ပေးလိုက်ပေါ့နော်အဲ့တော့ဒီ host family မတွေ့ခင်ကျွန်တော်လုပ်ခဲ့တဲ့ research လေးတွေပေါ့နော် research ဆိုတာကပြောချင်တာကကျွန်တော်က December မှာစပြီးတော့ short ပေးမယ်ချက်ချင်းရတာမဟုတ်ဘူးချက်ချင်းရတာမဟုတ်ဘူးဆိုတာကဆိုလိုတဲ့သဘောကကိုကြိုက်တဲ့ family ချက်ချင်းရတာမဟုတ်ဘူးလို့ပြောချင်တာကျွန်တော်ရဲ့ profile ရှောက်ချင်းချက်ချင်းပေါ့နော်ဆက်တွေရတယ် contact ရတယ်ဒါပေမဲ့အဲ့ family ကကျွန်တော်ကြိုက်တဲ့ family မဟုတ်ပေါ့နော်အဲ့တော့ကိုကြိုက်တဲ့ family ကိုဘယ်လိုရှာမလဲပေါ့နော်ရှာမလဲဆိုတော့ဒါကကျွန်တော် research လုပ်ထားတဲ့ list ပေါ့နော်ဟိုမှာ family number 1 family number 2အဲ့လိုမျိုးလေးပေါ့နော်ဘယ် family ကတော့ဘာလို့ချင်လဲပေါ့ဥပမာဒီ family ဆိုရင်ကျွန်တော်တို့ကဘယ်သူနဲ့ဘယ်သူပါကလေးပဲနေရှိပါတယ်ပေါ့နော်ကျွန်တော်တို့ကပါလို့ချင်တာပါဒါသူဆိုရင်နိုဝင်ဘာ2025ကနေစလို့ချင်တယ်ပေါ့နော်ဒါဆိုရင်12လကြာမယ်ပေါ့ဘယ်မြို့မှာလဲပေါ့နော်ကလေးပဲနေရှိလဲပေါ့နော်သူတို့ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေကိုဆောင်းရှောက်ပေးရမှာလားအဲ့လိုမျိုးလေးတွေပါတယ်ပေါ့နော်ဒါတွေကအကောင်လုံးကလေobe.com ကလည်းပါတယ်ပြီးမှFacebook ကလည်းပါတယ်ပေါ့နော် Facebook group တွေကနေလည်းပါတယ်အဲ့ရနေပြီးတော့မှကျွန်တော်research လုပ်ထားတဲ့ဟာလေးပေါ့နော်ညနေအဲ့ဒါလေးကလေဒီ Facebook မှာဆိုရင်သူတို့တင်တဲ့ post လေးကို copy paste လုပ်ဒီခု obe.com ဆိုရင် copy paste
paste လုပ်ပြီးတော့မှဘောနော်ဒီ app ထဲမှာကျွန်တော် list ထည့်ထားလိုက်တာပဲဆိုတော့အဓိကပြောချင်တာကhost family ကိုဘယ်နေရာကနေရှာရမလဲဆိုသူ platform အတီးတီးရှိရကျွန်တော်ပြောတဲ့ opet.com ရှိတယ် opetcare ရှိတယ် Facebook ကနေရှိရဒါမှမဟုတ်ဒီအတီးတွေတကယ်ချင်းတွေကနေတစ်စင်ပေါ့နော်မျိုးမျိုးရှိမယ်ပေါ့အဲ့ကနေအတီးတီးရှာရမယ်ပေါ့နော်အဲ့တော့ host family ကိုရှာတော့မယ်ဆိုရင်အဓိကအရေးကြီးဆုံးတစ်ချက်ဘာလဲဆိုတော့ကိုဘက်ကအလုပ်ရှောက်ဖို့အရေးကြီးတယ်ဟုတ်တယ်မလားချီပေါက်ဖို့ဆိုရင်ဒီထိုးမှဖြစ်မယ်လေအဲ့တော့အခုချိန်ထိချီမထိုးရသေးဘူးချီလက်မှတ်မဝယ်ရသေးဘူးဆိုရင်စပြီးတော့ဝယ်ပါပြောချင်တယ်ဆိုတော့ဒီထီလက်မှတ်ကိုဘယ်လိုဝယ်မလဲပေါ့နော်ကိုယ့်ရဲ့ Opel application ကိုဘယ်လိုရှောက်မလဲဆိုတော့opel.com မှာဆိုတော့ step by step ရှိရကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့motivation letter ကိုယ့်ရဲ့အကြောင်းပေါ့နော်အဲ့ဒါတွေတင်ထားပြီးတော့ပထမရက်မှာအဲ့ဒါတင်ထားလိုက်ဒုတိယရက်ကျရင် family တွေကိုတွားပြီးမှစာပို့ထားလိုက်ပေါ့နော် family တွေကိုရှာပြီးမှစာတော့ပို့ထားလိုက်တတိယရက်ကျရင်တော့ interview ကျွန်တော်ကောင်းစွာနဲ့ပေါ့နော်ရမယ်ဆိုရင်တော့ interview ရမယ်ဆိုရင်တော့ interview တွေကောင်းဖြေတာပေါ့နော်အဲ့တော့အဓိကအဲ့တုံးချက်ပဲဆိုတော့အရင် simple ဖြစ်တယ်ကျွန်တော်တို့ဒူဘိုင်းမှာအလုပ်ရှောက်တယ်လို့ပဲပေါ့နော်ရှောက်လာတင်တယ် CV တင်တယ် interview ခေါ်မယ်ကိုကြိုက်တယ်ဆိုရင် contract စာချုပ်ချုပ်မယ်ပေါ့နော်အဲ့လိုပေါ့Facebook ကနေရှာမယ်ဆိုရင်ကျတော့ Facebook group တွေမှာgroup လေး9ခုလောက်ရှိရဲ့အဲ့ဒီ Deutschland ပေါ့ပဲဒါမှမဟုတ် Österreich 或 Luxembourg ပေါ့နော်ဒါမှမဟုတ် Europe ဒါမှမဟုတ်ရင် Denmark တို့အဲ့လိုမျိုး group တွေမျိုးရှိအဲ့ဒီကနေပြီးမှကိုကgroup ကိုတော့ join ထားလိုက် join ပြီးမှအဲ့ကတင်တဲ့စာတွေကိုလိုက်ဖတ်ပြီးတော့အဲ့ host တွေကိုကိုယ်တိုင်ပေါ့နော် Messenger ကနေပြီးမှဒီ menu ရဲ့ပေါ့နော်ရှောက်လာတင်ပေါ့နော်ရှောက်လာတင်အဲ့ကနေလေကျွန်တော် interview ရဖို့တယ်ဆိုတော့အဲ့ဒါလည်းမဆိုးပေါ့နော်အဲ့ idea လေးလည်းမဆိုးဆိုတော့ဘလို့ထီလက်မှတ်ဘလို့ဝယ်ရမလဲဆိုတာသိသွားပြီပေါ့နော်သိသွားပြီဆိုတော့အခုပြောချင်တာကဒီပတ်စံပေါ့နော်ပတ်စံဖြစ်တဲ့ကိုယ့်ရဲ့ CV ကိုယ့်ရဲ့ motivation letter ဘလို့ပြင်မလဲပေါ့နော်ဘလို့ပြင်မလဲဆိုတော့motivation letter ကမနိုင်ပြောရင်ကျွန်တော်တို့ကဆိုရင်အချိန်အများကြီးကြာတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကအဲ့လိုပေါ့နော်ကလေးတွေနဲ့ပတ်သက်လာရင်ကောင်းလေးတကယ်ကိုရင်ထဲကလာတဲ့ဟာလေးပဲပေးချင်တယ်ပေါ့နော်ဒါကပဲကလေးတို့မဆိုပါဆိုတော့ကျွန်တော်တို့ကcover letter ပြင်တာအရင်ကြာတယ်ဒါပေမဲ့ကောင်းစွာနဲ့ပဲကျွန်တော်ပြောတဲ့ Facebook ကနေပြီးမှကျွန်တော်ကိုညီပေးတဲ့အမကပြောတယ်ပေါ့နော်ChatGPT ကိုရေးခိုင်းပါညာဆိုကျွန်တော်ကလည်း ChatGPT ကိုရေးခိုင်းလိုက်ပြီးမှအဲ့ဟာလေးကိုဖြတ်ခညက်ပြန်လုပ်ပြီးမှအဲ့ cover letter ကိုတင်လိုက်တယ်ပေါ့နော် CV ကတော့အရင်ကတည်းကဒူဘိုင်းမှာကတည်းက CV ကကျွန်တော်မှကောင်းလုပ်ထားတာရှိတော့အဲ့ CV လေးနဲ့ပဲအရင်ကကျောင်းဆရာမလုပ်ဖို့အကူပေါ့နော်လုပ်ဖို့ခဲ့တဲ့တွေ့ကြုံနဲ့တခြားဘာညာနဲ့ကိုပေါင်းပြီးမှထည့်ပေးလိုက်တယ်ပေါ့နော်ထည့်ပေးလိုက်တော့မနိုင်ပြောရရင် host family နဲ့ကိုဆက်တွဲမယ်မဆက်တွဲဘူးနံပါတ်1အရေးကြီးဆုံးက cover letter သူတို့စီကိုစာပို့တဲ့အခါမှာဘယ်ဟာကို target လုပ်ပါတယ်ဆိုတဲ့ဟာကိုပေါ့နော်အဲ့ဒါအရေးကြီးဆုံးဒုတိယချက်ကတော့ကိုယ့်ရဲ့ profile ပေါ့နော် profile ဆိုတာက opel.com မှာဆိုရင်လည်းကိုဒီ background ကလာတယ်။ဘာကြောင့်မလို့ဒီ Germany ကိုလာချင်ပါတယ်ဘယ်လိုကြောင့်မလို့ဆိုတဲ့ဟာလေးကို၄-၅ကြောင်းလောက်တူတူလေးပေါ့နော်တူတူလေးပဲအဲ့ဒါအရင်အရေးကြီးတယ် mix up ပေါ့ Facebook မှာဆိုရင်အဲ့လိုပဲကိုယ့်ရဲ့ account ကိုတန်းတန်းရှင်းရှင်းထားနေဖို့ပေါ့နော်ကိုကပြောပါဒီလူငယ်ကဏ္ဍဆိုရင်လည်းရှိခဲ့ရင်တော့မှ account ကို separate ထားပေါ့နော်ကိုယ့်ရဲ့ဒီ offer ရှောင်းမဲ့ account ကဘယ်လိုပြောမလဲကလေးအတွက် safe ဖြစ်မဲ့ account မျိုးကိုရွေးပေါ့နော်night out တွေအများကြီးထွက်ထားတဲ့ဟာတွေမိုးယူတောက်စားနေတဲ့ဟာတွေရှိခဲ့ရင်only မီလောက်ရင်လောက်မလောက်ရင်တခြား account နဲ့ဆက်တွေ့ဖို့အကြံပေးချင်တယ်ပေါ့နော်ဆိုတော့ဒီနေ့ပြောချင်တဲ့အကြောင်းအရာကတော့အဲ့လောက်ပါပဲအဓိကကတော့တေချက်က host family ရှာတာကအရင်ကိုအရေးကြီးပါတယ်80%လောက်ကဒီ host family နဲ့
ရှာတာဖြစ်တယ်ပြီးတော့ဒုတိယတစ်ခုကကြတော့ host family ဘယ်လိုရှာမလဲဆိုရင်ခုနပြောတဲ့ opel.com တို့ Facebook တို့ opel.care တို့ပေါ့နော်အဲ့အနေကိုယ်တိုင်တိုက်ရှာလို့ရတယ်တတိယတစ်ခုကကြတော့ဒီ host family နဲ့ရှာတဲ့ခါမှာကိုယ့်ရဲ့ရှောက်လွှာကိုသူတို့ကိုဆက်တွေ့လာအောင်ဘယ်လိုလုပ်မလဲဆိုတော့ဒီချက်ကသူတို့စီစာပို့တဲ့ခါမှာ cover letter ကိုကောက်မွန်လေးအတူချုံလေးငါးချောင်းနဲ့ကိုမြင်လိုက်တာနဲ့တခါလေးကြွေသွားစီမယ် cover letter မျိုးပေါ့နော်အဲ့ဒါမျိုးဖြစ်စီရမယ်ဂျာမန်လိုရေးနေစရာမလိုဘူးအင်္ဂလိပ်လိုကျွန်တော်တို့ကအကောင်လုံးအင်္ဂလိပ်လိုပဲကျွန်တော်ရေးတယ်ဂျာမန်အဲ့တုန်းကကျွန်တော် A2 အောင်ပြီးတာဒါပေမဲ့ကျွန်တော်ဂျာမန်လိုလာပြောရင်ပေါ့နော်နည်းနည်းပါးပါးနားလေတယ်ကျွန်တော်နားထောင်တယ်နားရီဝတယ်ပေါ့နော်ပျော်တယ်သူတို့ကိုဂျာမန်လိုလာပြောလဲစိတ်မညစ်ဘူးအဲ့အလဲပဲရှိတယ်ဒါပေမဲ့ကျွန်တော်အင်္ဂလိပ်လိုပဲဆက်တွေ့တယ်ဘာလို့လဲဆိုတော့ communication က miss ဖြစ်မသွားစေချင်ဘူးပေါ့နော်တယောက်နဲ့တယောက်နားလည်မှုလွဲတာမျိုးမဖြစ်စေချင်ဘူးဒီချက်ကကိုယ့်ရဲ့ cover letter ကိုကောင်းကောင်းရေးပါနှစ်ချက်ကကိုယ့်ရဲ့ profile ကိုလလေးတိစောက်ထားပါပေါ့နော်လလေးဆိုတာက special ဖြစ်နေဖို့မလိုဘူးရိုးလေးနဲ့ဘယ်လိုပြောမလဲကလေးကကိုယ့်ရဲ့လက်ထဲမှာလုံခြုံနေမယ်ဆိုတဲ့ feeling မျိုးရအောင်ပေါ့နော်အဲ့ feeling မျိုးပေးနိုင်တဲ့ profile မျိုးပေါ့နော် opel.com မှာဖြစ်ဖြစ် Facebook မှာဖြစ်ဖြစ်အဲ့လို profile လေးကိုပြင်ထားပါလို့ပြီးတော့တတိယချက်ကကြတော့ရှောက်ပါopel.com မှာလည်း family တွေကို support ပါပေါ့နော်နင်တို့ငါ opel.com မှာတွေ့တယ်ကလေးကဘယ်နေရာပေါ့နော်ငါစိတ်ဝင်စားတယ်ငါ experience ကဘယ်လိုငါ့ကိုနင်တို့စီမှာငါအလုပ်လုပ်ရင် opel လာလုပ်ရင်တော့ဘာတွေကောင်းလာနိုင်မယ်နင်တို့ကလေးအတွက်ဘာတွေအကျိုးကျေးဇူးရှိမယ်ငါအတွက်ဘာအကျိုးကျေးဇူးရှိမယ်ဒါကြောင့်မလို့နင်တို့ ਨੇ ပေါ့နော်နင်တို့စီရစာအုပ်မျိုးလေးနေပါတယ်ပေါ့အဲ့လိုမျိုးလေးရေးပြီးတော့မှပို့ပါပြီးရင်အများတန်းလည်းကိုပို့ထားတဲ့စာကိုလည်းခဏဝင်ပြီးတော့ check ပေါ့နော်သူတို့ကိုစာပြန်လာမပြန်လာပေါ့ Facebook မှာလည်းအဲ့လိုပဲပေါ့အဲ့တော့အရေးကြီးဆုံးကတစ်ချက်ကိုယ့်ရဲ့ cover letter ကိုကောင်းကောင်းပြင်ပါနှစ်ချက်ကိုယ့်ရဲ့ CV profile ကိုတန်းရှင်းလေး safe ဖြစ်နေအောင်ပေါ့နော်child friendly ဖြစ်နေအောင်ပြင်ထားပါတတိယချက်ကကြတော့ရှောက်ပါများရှောက်ပါကျွန်တော်တို့ကဆိုလဲအများကြီးရှောက်တာပဲ family တွေ10ခု15ခုရှောက်တဲ့ထဲမှာ9ခုကကျွန်တော်ရတယ်တကယ်လို့ကိုကဒီထက်ပိုပြီးတော့စိတ်အားထက်တဲ့ရင်တော့အခုတရားမကရှောက်ပေါ့နော်ဒါမှလည်းကိုတို့အကောင့်ဆုံး family ဆိုရလာမှလေဆိုတော့ဒီနေ့အတွက်ကတော့အလောက်ပါပဲကျန်တဲ့သိချင်တဲ့မိတ်ခွန်းလေးတွေရှိရင်လည်းcomment မှာချထားခဲ့ပါကျွန်တော်ကအချိန်အများကြီးတော့မရပေမဲ့အချိန်ရရလို့လေစာပြန်ပေးထားမယ်ဒီခုလိုပဲမနော် live လေးထပ်ပြီးတော့လုပ်ပေးဖို့လည်းရှိပါတယ်လို့ဆိုတော့အားလုံးပဲ good night